ပရာဟိတမိခင်ကြီးမခိုင်နေဝေနဲ့မပန်ကခရစ်မတ်တချင်းဆိုတာကိုတချို့တွေကတော့ဝေဖန်တိုက်ခိုက်နေကြပါတယ်ဗုဒ္ဓဖြစ်ပြီးမှကလေးတွေကိုလည်း home christmas ခေါ်လို့တယ်သူများเจ้าမှာတချင်းသက်ဆိုတယ်တချို့ကအပြစ်မြင်နေကြတယ်ကျမအနေနဲ့ကတော့ဒါအပြစ်မမြင်ဘာလို့လဲဆိုအရင်စိတ်တဘောထားကြီးတယ်လို့ပဲမြင်တယ်အတွင်းစိတ်ကလေတဘာသူရဲ့ဘာသာတရားကိုလေးစားတယ်တန်ဖိုးထားပြီးတယ်ဒီတချင်းတပုတ်ဆိုလိုက်တာနဲ့မပန်တချင်းတပုတ်ဆိုပြီးလိုက်တာနဲ့ तू ကခရိယန်ဖြစ်သွားတာမဟုတ်ဘူး तू ကလူတိနမေကြီးကြော်နမေကြော်ကြတဲ့မင်းသမီးကြီးလေသူများဖိတ်ချင်ဖိတ်မှာပဲလေမပန်ရေဖြတ်ကြောင်းမှာတချင်းလိုက်တာဆိုပြီးပါမဟုတ်လေခရစ်စမတ်လာပါဝင်ပေးပါအောင်အမြုပ်ဖိတ်တယ်ဆိုတော့ तू ကသွားရမှာလေသွားတဲ့အချိန်မှာမပန်ကိုသဘောကျလို့သူ့တန်လေးနားထောင်ချင်လို့ဆိုခိုင်းတာဟုတ်ချင်ဟုတ်လိမ့်မယ်ဒီတချင်းတပုတ်လေးဆိုလိုက်ရနဲ့ခရိယန်ဖြစ်သွားတာမဟုတ်ဘူးကြည့်မခိုင်နေဝေဆိုတဲ့ကလေးတွေပြောပါစေခရစ်စမတ်ခေါ်လို့တာဟုတ်ချင်ဟုတ်လိမ့်မယ်ဒီကလေးတွေထဲမှာခရိယန်တွေပိုင်လဲပါမှာပေါ့ပြောချင်တာဒီကလေးတွေကကြီးနိုင်ရင်တို့ကနဲ့တို့ဘာလာတို့ကိုးကွယ်လိမ့်မယ်ဒါပေမဲ့အခုဒါအမတ်တရားလေတို့ဘဝတသက်တာလုံးတော့ဒီเจ้าမနေတော့ကအမျိုးခရစ်စမတ်လုပ်ဘူးတဲ့ကြုံဘူးတဲ့ experience ရတယ်ကလေးတွေပျော်ရတယ်စိတ်တဘောထားကြီးလို့အမျိုးလုပ်ပေးတယ်လို့ကျွန်မတို့မြင်တယ်အပြစ်မမြင်ဘူးတချို့တွေကအစွန်းရောက်တွေကပြောကြမှာပဲဗာလေပုဒ်ရဖြစ်ပြီးမှလည်းကိုယ့်ရဲ့ဘာသာတရားကိုမကျင့်ကြံဘူးလားမသိဘူးပဲပြောကြမဟုတ်ပါဘူးခရစ်စမတ်လောက်တာခရစ်စမတ်တချင်းတပုတ်လေးဆိုတာအပြစ်လောက်တာမှမဟုတ်တာမကောင်းဘူးလေသူများရဲ့ပစ္စည်းတခိုးတယ်သူများလင်းတခိုးတာမှမဟုတ်တာတခြားသူရဲ့ဘာသာတရားကိုလေးစားပြီးတယ်တန်ဖိုးထားပြီးတယ်အမျိုးလို့စိတ်ဘောထားကြီးရဲ့လို့မြင်တယ်ကျမဆိုလဲငငယ်တော့ကျမတို့ဆိုလဲဘယ်သူမှဆိုပဲဗုဒ္ဓဘာသာပေါင်းသင်းနေနဲ့ဆိုလဲတွားကြတာပဲသူတို့ဖျားကြောင်းကန်အလူပွဲတွေတရင်ကျွပွဲတွေတစောင်းတွားတာပဲဘာပွဲမဆိုတွားပြီးမှပါဝင်ပေးတယ်သူတို့နဲ့သူထပ်သူပျော်ရှင်ပေးတယ်ဒါအရင်ကောင်းတဲ့အရာပဲလေနော်ကျမမြင်တာကတော့ဘာသာဝင်သွားတာမဟုတ်လေတချင်းတပုတ်လေးဆိုလိုက် home christmas လေးခေါ်လုပ်လိုက်တာနဲ့သူတို့ရဲ့စိတ်တဘောထားကြီးမြတ်မှုတဘာသူရဲ့ဘာသာတရားကိုလေးစားတန်ဖိုးထားတတ်တယ်လို့ကျမတို့မြင်တယ်အဲ့ဒါကိုတင်နမတင်ယူရမှာသူတို့ကြည့်ပြီးမှကျမတို့လည်းတခြားဘာသာတရားကိုလေးစားပေးရမယ်တန်ဖိုးထားပေးရမယ်အဲ့လိုမျိုးသူတို့ဆရာပညာဓမ္မရသေးတယ်ကျမတို့ဆိုလည်းမလဲကျမအကောင့်မှာဆိုတော့များများဗုဒ္ဓတွေအကြောင်းတင်ထားတာများတယ်ဘာလို့လဲဆိုတော့ကောင်းတဲ့အရာဆိုအကုန်သဘောကျတယ်ဘယ်ဘာသာဖြစ်ဖြစ်လေဘယ်ဘာသာမှငါဘာသာမှကောင်းတာမဟုတ်ဘူးအဓိကဘာသာတရားတိုင်းကကောင်းတယ်လူတွေကစိတ်တဘောထားကောင်းဖို့ပဲလိုအပ်တယ်ဒီရဲ့မပန်တဲ့အရဲ့မခိုင်နေဝေကြည့်ချင်းအပြင်ကျမတို့ပညာဓမ္မရသေးတယ်ကိုယ်တွေလည်းတခြားဘာသာတရားကိုတန်ဖိုးထားပေးရမယ်လေးစားပေးရမယ်အဲ့လိုမျိုးသဘောထားကြီးပေးရမယ်အကောင်းမြင်ပေးရမယ်အကောင်းမြင်စိတ်ရှိပေးရမယ်တခြားဘာသာတရားတွေရဲ့သူတို့ရဲ့ပွဲတွေသူတို့ရဲ့အခမ်းအနားတွေမှာကိုလည်းပါဝင်နိုင်အောင်ကြိုးစားရမယ်သူတို့နဲ့ထပ်တူပျော်ရွှင်ပေးရမယ်အမျိုးတော့မတင်ယူမိရဲ့မပန်ကိုဝေဖန်နေတဲ့လူတွေကဲတချင်းတပုတ်ဖြောင်းအောင်ဆိုတတ်မှဝေဖန်ကြပါကီးမှန်မှန်အဝင်အထွက်မှန်မှန်သူတချင်းဆိုတာကောင်းလို့သူ့ကိုခေါ်ပြီးဆိုပါလေငယ်တုန်းကကျမတို့ carry singing ထွက်တယ်မလားကျမတို့ရဲ့ဂီတလိုက်တီးပေးတာဆိုဗုဒ္ဓအကူနော်နောက်ပြီးမှတချင်းလိုက်ဆိုမီးကညချိန်ဆိုတက်မီးတွေကအလင်းအောင်ကောင်းတယ်အဲ့ဆိုငယ်တော့ဆိုအောက်လင်းမီးဆိုတာအခုခေတ်လူငယ်တွေသိချင်မှသိမယ်အခုခေတ်ကလေးတွေအောက်လင်းမီးလေအမျိုးမီးတီးအဲ့တော့လိုက်မှပေးတာဘာတူလဲမွတ်စလင်အကိုကြီးနော်အရက်သူကအရက်ရမ်းရှည်အောင်အရက်ရမ်းရှည်တော့ညတိုင်းလိုက်တယ်တချင်းတိုက်ကလေးကနေလာပြီးပါဝင်တယ်အရန်ပျော်လို့လေဒါပေမဲ့အခုတော့ဘာသာဝင်သွားတာမဟုတ်ဘူးဗုဒ္ဓအဂီတလိုက်တီးပေးအကိုညတိုင်းလိုက်တီးပေးတယ်သူဟာနဲ့သူမှာဗုဒ္ဓဘာသာသူမိသားစုနဲ့သူပျော်ရွှင်နေရမယ်အဲ့မွတ်စလင်ကိုဆိုလဲမလေသူဟာနဲ့သူမွတ်စလင်ပဲလေပါဝင်ပေးရင်တူထပ်တူလိုက်ပျော်ပေးတယ်ကယ်ရီစင်ကင်းလိုက်ဆိုလဲအရန်ပျော်ရတာမျိုးလေအဲ့ဆိုဘာသာပေါင်းစုံမဲနော်ရှမ်းကိုတွေနောက်ပြီးလိုက်ဆိုလဲအိမ်တွေဆိုတချို့မွတ်စလင်အိမ်တွေဆိုဘော်ရခါအိမ်တွေဆိုလဲလာတဲ့ဗလဲအမျိုးကယ်ရီစင်ကင်းကျမတို့လည်းလာဆိုပေးပါတဲ့လာဆိုစီချင်လို့လေအမျိုးလေဟိုးဗလဲရွာရီမှာဆိုလေနွားချန်နေမှာကျမတို့လိုက်ဆိုရတယ်အရန်ပျော်ဖို့ကောင်းတယ်ဘာသာအမျိုးလေအပြန်နဲ့ချစ်ခင်ကွာပြောချင်တာဆွဲလည်းမဆွဲဘူးတို့လာပြီးပါဝင်တဲ့အဲ့မွတ်စလင်ကိုကြီးဆိုလဲနှစ်တိုင်းလာပြီးမှလေခရစ်စမတ်ကလာဆိုအောင်လင်းမီသူတညာလုံးထမ်းထားပဲသူအရက်ရှည်လေသူထမ်းထားဆိုတချင်းဆိုရအဆင်ပြေတယ်အမျိုးလေအခုဆိုလဲအမကြီးမပန်တို့ဟိုတို့လေမခိုင်နေဝေတို့ဆိုလဲသူများလာလူလာဟုတ်မှာပေါ့ခရစ်စမတ်ဆိုကလေးတွေကိုကြွေးမွေးချင်လို့အလူလာလောက်တာဟုတ်ချင်ဟုတ်မှာလေအဲ့ဒါလေး